များအားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးတော့မှာတော့လူစွန်တော်တိန်တောင်ပေါ်မှာရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တချိန်ကမြန်မာစစ်တပင်လောကနဲ့ဗီဒီယိုစိတ်ကားတွေမှာပရိသတ်တွေကိုရေမော့ပြောဆွမ်းအောင်ဖျော်ဖြေခဲ့တဲ့လူရှင်တော်တိန်တောင်ဟာအခုချိန်မှာတော့ပရိသတ်တွေရဲ့ဝေဖန်မှုအပြင်းထန်ဆုံးခံနေရတဲ့အမှုပညာရှင်တူဖြစ်လာခဲ့ပါတယ်သူဟာအရင်ကဟာရလူရှင်တော်တယောက်အနေနဲ့လူချစ်လူခင်မြတ်ခဲ့ပေမဲ့နိုင်ငံရေးအပြောင်းလဲတွေနောက်ပိုင်းမှာတော့သူရဲ့ရက်တေချေကြောင့်ပရိသတ်အများပြားရဲ့စွန့်ပစ်မှုကိုခံခဲ့ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့တိန်တောင်ရဲ့လက်ရှိလုံရက်တွေနဲ့ပါကြောင်းဝိဆိုင်ခံနေရတယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်2020ခုနှစ်နောက်ပိုင်းမှာတော့တိန်တောင်ဟာစစ်ကောင်စီနဲ့နှိစက်တဲ့အမှုပညာရှင်တူအဖြစ်ထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်အခြားတော့အမှုပညာရှင်အများပြားကပြည်သူဖက်ရက်တင်နေချိန်မှာသူကတော့စစ်ကောင်စီရဲ့ပြုလုပ်တဲ့အခမ်းအနားတွေဖျော်ဖြေပွဲတွေမှာတက်ကြပါဝင်ခဲ့တာတွေ့ရပါတယ်အထူးသဖြင့်စစ်ကောင်စီရဲ့ကောင်းဆောင်တွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံတာမျိုးဝါရဖြင့်ဖျော်ဖြေပွဲတွေမှာပါဝင်တာတွေကြောင့်သူကိုစစ်တပ်ထောက်ခံသူအဖြစ်လူထုကတမန်လိုက်ကြပါတယ်ဒါဟာသူရဲ့အမှုပညာတင်တလျှောက်မှာအကြီးမားဆုံးအချို့အကွေ့တစ်ခုဖြစ်ခဲ့ပြီးပရိသတ်တွေရဲ့တန်ထန်ဆုံးဝေဖန်မှုကိုလည်းခံနေရပါတယ်တိန်တောင်ဟာလူမှုကွန်ရက်ပေါ်မှာလည်းသူကိုဝေဖန်တဲ့ဗီဒီယိုတွေကိုပြန်လည်တုံ့ပြန်လေးရှိပါတယ်ဒီခါတည်းမှာကျန်တဲ့စကားတုံးတွေနဲ့စင်ခေါ်တာတွေလှုပ်ဆောင်ခဲ့တာကြောင့်ပရိသတ်နဲ့အကြမ်းမှာတက်မှမှုတွေပုံမှန်မြင့်တက်ခဲ့ပါတယ်သူကသူကိုသူဘုရုကမှခရီးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ရက်တင်နေပေမဲ့လည်းလက်တွေ့မှာတော့သူရဲ့ဖျော်ဖြေနည်းပေဟာအရင်ကထက်အများကြီးကျဉ်းမြောင်းတွားခဲ့တာကိုတွေ့ရပါတယ်အများပြည်သူရှိမှောက်မှာဖျော်ဖြေခွင့်နှိပါတော့ပြီးစတဲ့နဲ့နှိစတဲ့အတိုင်းဝိုင်းထိမှာပဲကျန်လည်နေရတဲ့အခြေအနေကိုရောက်ရှိသွားတာဖြစ်ပါတယ်